မျိုးများအားလုံးမင်္ဂလာပါနည်းနည်းလေးဟိုကျွန်တော်တို့ဒီမျက်နှာရေဘေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောတရားရှိလို့ပါဟို live မှာလည်းချို့တင်ထားတယ်ဟိုအလူခံပြီးတော့ကိုကျိုးအတွက်သုံးနေတဲ့လူတွေလေအားလေးလည်းဗျာတကယ်ထိထိရောက်တကယ်ခံစားနေရတဲ့ပြည်သူရှိမရောက်မှဆိုလို့ခင်ဗျားတို့လည်းမလုပ်ကြပါနဲ့လို့မြေတားရက်ခံပါတယ်ဒါမှကျွန်တော်ဒီလောက်ပဲပြောလို့ရပါတယ်လို့ရင်တော့ကိုပြူတော့ကံပဲ့တင်တန်ကိုထံပြန်လာပြီပေါ့ဗျာဒါထားလိုက်ပါအဲ့ဒါတကြောင်ပေါ့နောက်တစ်ခုကကဲချေရေးသမားတွေအရန်တနာဖို့ကောင်းတယ်နော်ကဲချေကျွန်တော်မြေပြင်ရောက်တဲ့အခါမှာကဲချေရဲ့ကျွန်တော်ညီလေးတွေရှိတယ်ကျွန်တော်နဲ့စကားပြောတဲ့အခါသူတို့ခက်ခဲတယ်သူတို့ပြောတယ်သိလားတချို့ကြတော့လေဖုန်းလေးနဲ့ဆက်ပြီးလာခဲ့ပါဆိုတော့သူတို့ခင်ဗျာလေးအသက်နဲ့ရင်းပြီးတော့စပီးပုတ်တွေနဲ့သွားကြဟိုလဲရောက်ကောမလိုက်ဘူးမလိုက်ဘဲနဲ့စားကြတောက်ချတွေပဲယူထားလိုက်တယ်အဲ့လိုလို့တော့သူတို့မှဒီလိုမျိုးအရေးကြီးတဲ့ကိစ္စတွေရှိနိုင်သေးတယ်နောက်တစ်ခုသူတို့ထပ်ပြောပြသေးတယ်တကယ်သူရဲကောင်းတွေပေါ့တကယ်သူရဲကောင်းသူတို့သွားကြတယ်သွားရင်သူတို့ကဟိုရောမဟိုလူကိုသွားခေါ်ခြင်းလို့ဟိုနေရာမှာဒီလူကိုသွားခေါ်ခြင်းလို့ဆိုပြီးတော့သူတို့လိန်ခေါ်သွားတာလေဟိုလဲရောက်နေရောက်ကောသူတို့ကအဲ့မှာစင်းနေခဲ့ရောမသိရင်ကဲတဲ့ဒီသူရဲကောင်းတွေကဟိုမော်တော်ကယ်ရီဆွဲနေတယ်လို့သူတို့ကထင်လားမသိအဲ့ဒီကြတော့ပြည်သူတွေအနေနဲ့ပဲမလုံးသိဘူးလားသူတို့ခင်ဗျာသူတို့အသက်ကိုရင်းပြီးတော့သူတို့တကယ်ကိုထဲထဲဝင်လုံနေရတာဟိုဒီတက်အရေးကြီးတဲ့ကိစ္စတွေလည်းသူတို့ခင်ဗျာရှိလိမ့်မယ်မနေ့ကသူတို့ခင်ဗျာဝစားအထူကြီးတွေနဲ့နေပူရင်လည်းသူတို့ပူတယ်အေးရင်လည်းအေးတယ်ပေါ့နော်အရန်အေးမှာအဲ့တော့အဲ့ဒါလေးတွေလည်းကိုချင်းစာပေးဖို့နောက်တစ်ခါကျတော့မနေ့ကအလူရှင်တွေမှာထမင်းတွေအရန်များတယ်ထမင်းတွေလည်းလူကြပါညာတော့ဒါကလူသားတော့ကြိုက်တာလူပါတကယ်ပြန်လဲထူထောင်ရေးအတွက်လည်းအလူရှင်တွေအနေနဲ့ဟိုနည်းနည်းလေးထိမ့်သိမ်းထားဖို့လိုပဲလို့ကျွန်တော်မြင်တယ်ပေါ့အခုချိန်မှာရေးဆိုရေးကျွန်တော်တို့ဆိုအခုလူ150ကျော်လောက်စေဝါကုသမှုတွေလုပ်ပေးပြီးပြီးတော့ရေးဆိုရေးစေဝါဆိုကျွန်တော်လူတွေကျွန်တော်အဓိကမှာတာစေလိုတလောက်ပြောကျွန်တော်ဒီကနေပြဿနာလွှဲပေးမယ်ကျွန်တော်အလှမခံဘူးကျွန်တော်ချစ်တဲ့ကျွန်တော်လုံနေတာကိုသိတဲ့မိတ်ဆွေတွေလမ်းလှူတဲ့ပတ်စံရှိတယ်အများကြီးမဟုတ်ဘူးနော်ကျွန်တော်မေးကြည့်ကျွန်တော်ဘယ်လောက်လူဒီလောက်တင်ပေးတာအဲ့တော့အဲ့ဒါလေးတွေကိုလည်းဘယ်လိုခေါ်မလဲကျွန်တော်တို့စေဝါအဓိကထားပြီးလုပ်ပေးတယ်နည်းနည်းနားလည်ပြီးဖို့ပူပါပေါ့လှူတဲ့ဟိုစေတနာရှင်သူတော်ကောင်းတွေရောတကယ်ဖြစ်နေတဲ့ပုံကိုယ်လေးလည်းနည်းနည်းနားလည်ပေးပါလို့ကျွန်တော်ကတော့မြေပြင်မှာအခုမှာခဲ့တယ်ကိုဝင်ဆောင်မိခင်တွေကျွန်တော်ဟိုးတုံးလေးရပါတော့ကိုဝင်ဆောင်မိခင်တွေကိုကျွန်တော်ဟိုးတုံးလေးကဟိုကျွန်တော်ကလေးရောက်300ကျော်400မွေးပေးဘူးတယ်လေအဲ့တော့ခက်ခဲတွေလာကူညီတောင်းတယ်ရတယ်မွေးပေးကြိုက်တဲ့လောက်ကုန်မစီအဲ့လေကျွန်တော်မွေးပေးမယ်ကျွန်တော်ဟိုအစည်းအဝေးအဖွဲ့ဝင်တွေလည်းမှာခဲ့တယ်အမျိုးတွေအားလုံးကျမ်းမှချမ်းသာကြပါစေမျိုးဘာသာသနာကိုစောင့်ရှောက်နိုင်ကြပါစေကျွန်တော်လည်းခရီးသွားနေဆိုတော့ဒီလောက်ကလေးပါပဲခင်ဗျာနော်လက်ဦးမချီနိုင်တာခွင့်လို့ပေးပါခင်ဗျာ